တဲ့ပဲတစ်ခက်ကပြောစရာအရင်ကောင်းတယ်ဟုတ်လို့ဆိုတော့တောင်မျိုးပွဲတို့ပါလို့ဆိုရင်နှစ်စားသုံးစားလေ ဒါအဖေးတို့ကလည်းပွဲပေါ့နော် တို့တွေခက်ကပေါ့ ကိုသူရဲ့ကဆိုတော့နတ်ကတော်ကြီးလို့လား မဟုတ်လေပြောအဲ့တောင်လုံးပွဲမှာဇက်ဝင်ကတာ စကားကိုရှင်းရှင်းပြော မင်းပြောမှမသိပဲဟိုဒီဟောင်းနတ်တော်ကြီးကြားတယ် ဒီလိုလည်းငါပဲကနာသီးဖြစ်တယ် အမလီမလုံးနဲ့နော်ဒီကကနာစီတွေအမလီနဲမဟုတ်ဘူးပစံနေ အဲ့တော့ဇက်ကိုရောက် မင်းလည်းလိုင်းပြောင်းနေတောင်းလိုက် ဟုတ်တယ်အဲ့ဒါခင်လိုင်းလည်းပြောတယ်ကျွန်တော်တို့မှခင်လိုင်းလည်းတကယ်ကြီးနဲ့ကတော့တဲ့လူစတော်မလုပ်ဘူးနဲ့ကနာစီလုံးပူကောင်းပဲလေစူကြီးတွေနေတာ လိုင်းပြောင်းနေမယ် ကျတော့တတူးတွေနဲ့ဆိုဒီကောင်လိုက်ပြောင်းလဲသိပြီးအောင်ပါပါ ရတယ်တတူးတွေနဲ့ဂန်တူးပြတာအများကြီးရှိတယ် အဖေကလိုင်းပြောင်းတယ်ဆိုတော့နည်းနည်းကြည့်ကောင်းတယ်ဖြူဖြူဖွေးဖွေးပေါ့အဖေလိုင်းပြောင်းတယ်ဆိုကျွန်တော်မဲနေမှာတော့ အဲ့ဒါမင်းအဲ့ဒါတော့မင်းမယုံကြည်နဲ့ငငယ်ရွယ်နဲ့အချောက်တင်ခင်စားမှုရှိမှသွားပြီးမိတ်ကပညာလုပ်လိုက်ရင်ရုပ်ရှင်လောကမှာနာမည်ရပြီဒီရွယ်ကျမှအချောက်လုံးဈေးဥပေါ်မှာပေါ့ မကရုပ်ကလေးမမြင်ဘူးသေးလို့ပါမကရုပ်ကလေးမြင်ပြီးတော့မင်းနောက်နာခေါ်ချင်မှာပေါ့ အဲ့တော့တို့ဇက်တဲ့ပဲတစ်ခက်ကလေ ဟော အဲ့ဒီခက်ကပြောစရာသိကောင်းတယ် ဟုတ်ကဲ့ ဟိုဘာလို့ဒီရွှေဘုံမျိုးတောင်လို့ပါလို့ဆိုရင်ဇက်၄၅ဇက် အများကြီးထုတ်ကြတယ်လေ အဲ့တော့ဇက်သမားတွေရဲ့ကုံစုံလက်ဖေးတယ်မှာစကားတွေပြောဟာဟိုသူတောက်ကိုအကြောင်းတွေပြောနောက်ဒီမနေ့ကြော်ညာနဲ့ကမိုးဝဲကြတော့လေဘာလဲမိုးပါမိုး ဘိုးဘိုးလာလူလားဘိုးဘိုးကျော်လူလားပြေကိုရဲ့ဖိုးရဲ့ဖွားရဲ့ခါဒီဖွင့်တာပေါ့ အဲ့ကျွန်တော်တပည့်တေမိုးဝဲ ဟုတ်လေမိရလေ ကျွန်တော်တပည့်တေမိုးဝဲ ကျွန်တော်တမန်နောက်မှလာတယ်ကိုမိုးဝင်းပြီးကိုနန်းဝင်းလာအောင်ပါ နန်းဝဲရတော့ကလမာကြီးရဲ့နေပါ ကလမကြီးရဲ့သူ့မရပဲပါစတဲ့တန်းတန်း ယုံဟာဘုရားကျောင်းနဲ့ကလမာကြီးကငါအပြည့်ကျွေးနေတာ ဩကိုချင်းချမ်းကြနာပဲကလမကြီးတဲ့မျက်လုံးနဲ့ အဲ့ဒါလာရောသူတင်းကလေးမတော်တွေပါလေ မန္တလေး မဲလည်းတိတ်တော့ပါ အဲ့တော့အဲ့ဒီကလား အဲ့တော့ဇက်တပည့်ပြောကြသိကောင်းတယ် မန္တလေးတင်းတော်ဆိုရင်လေဗာလေဟိုသူတပါးတော့ သမင်းသားလေးအောင်ချစ် ဟာတိတ်တော့ မင်းသားလေးတင်းတော်တိုင်းပြေးကမျိုးဒါလေးဖွင့်ရ ဟုတ်တယ် အဲ့တော့အမတာပြောကြကောင်းတယ်ဟိုတော့ဇက်သမားတွေကလေအဲ့လိုဆုံတဲ့ပွဲတွေကြမှာပြောရတဲ့ဟာကြီးကြမောကြတော့မိတ်ဆက်ကြ ဟုတ်တယ်ဘုရားကအဲ့လိုဇက်တွေစုံတဲ့နေရာကျရွှေဘုံမျိုးတော်လူဘိုးဘုရားဘိုးရှင်ဘောတော်ဘုရားဘုရားနာဇက်ပေါင်းစုံအဲ့ရိုက်ဒီဇက်ကလူရှင်တော်ကြီးဟိုဘသွားကဟိုကဒီလာကဒီရမင်းသမီးကြီးဟိုဘသွားကဟိုကဒီလာအဲ့လိုအကူအပြောင်းနေနဲ့အင်မတန်ပြောစရာကောင်းတာ သဘောထား ဒီမှာတော့ဟိုလေဟိုတန်လင်ကျဲကဝင်းတယ်ကျဲကဝင်းမှာလဲဇက်တွေစုံကြတာညာကြရဲ့ဟိုဘက်ရောလို့ဒီဘက်ချင်းတော့ဖဲတွေရိုက်တာ မင်းသားရတော့မပါ ပါတော့ အဲ့မှာပဲကျွန်တော်ကြားဘူးလားလေးပေါ့ကိုနန်းဝင်းပြောပြတယ်အဲ့လိုမျိုးဇက်ဖွဲ့တွေစုံရလို့ရှိရင်တဲ့မင်းသားတွေကအဲ့လိုတယောက်တယောက်ကိုမာမာနာတွေမထားဘူးအပြိုင်ဆိုင်မလို့ပဲနဲ့ကိုနန်းဝင်းကလည်းကိုမိုးဝင်းယုံသွားကြတယ်ကိုမိုးဝင်းကလည်းကိုနန်းဝင်းယုံလာကြတယ်ကိုချမ်းသာ အဲ့တကယ်ကတော့မင်းသား၄ယောက်လေကိုမိုးဝင်းကိုနာဝင်းကိုချမ်းသာကိုသိန်းစော ဟုတ် ဂျော်ကြီးရှာကြီးမိုးကြီးနိုင် ဟုတ် ဒီလိုပုံပြီး ဒါဆိုခေါ်တာသူ ဒီကိုဒီလိုချစ်ကြတာလေ မသားဘာပြောမလဲသိတယ် တို့လည်းငယ်ငယ်တို့ကကြားပြီးတော့အခုကောင်းဆိုလို့ချစ်လိုက်တာအဖေတို့ဇက်ကတက်ကိုဇက်ထဲလိုက်ပြီးကြီးခဲ့ရတဲ့ဘဝတွေပေါ့နော် ဟုတ် အဲ့ဒီမှာပကိုးဖျားပွဲဟာဒါအဓိကကြဆိုမဲ့ဒီဘက်ကလူရှင်တော်ဝက်ကစားမင်းသမီးဘာနာတဲ့လူတွေခေါ်တာ ဟုတ် သဘောလေးပြီးပြီးတော့ခေါ်ကြလို့လူချင်းတော့လုပ်ကြ ဟုတ် အဲ့တော့ဒီဘက်ကဇက်ဆရာပြီးတဲ့ငွေနဲ့ဘက်ကနဲ့အစင်ပြေလို့ရေးကြီးရဲ့မျက်နှာကြတွေသွားပြီးတော့အပြောင်းလဲလုပ်ပြီးတော့ကကြအဲ့လိုကကြတဲ့အခါကျရင်ဟိုတုန်းကဇက်သပင်ပညာသေးတွေခေါ်တဲ့ဒီကဇက်သမားခေါ်ကြတယ် ဟုတ်ကဲ့ ဘလောက်ကြည့်တောင်းနေတော့ချစ်ကြလဲဆိုရင်အဲ့လိုတောင်းတော့ဟိုဘက်နဲ့ဒီဘက်နဲ့အခြေအနေရစီးပွားရေးအခြေအနေရတာဝန်ရေးအခြေအနေရပြောင်းလဲပြီးကကြတော့မယ်ဆိုရင်ဒီဇက်ကအတူကခဲ့ကြတဲ့လူတွေဟိုဘက်ကပြောင်းတော့မယ်ဆိုရင်တောင်းတော့ဖက်ပြီးတော့ငိုပြီးတော့မှပြောင်းကြ ကိုချင်းရဆိုလဲလို့ပဲ အေး ဟိုသူကနေဇက်ကနေဟိုဘက်ဆောက်ပြောင်းတော့ပြီကောင်မလေးတို့ဖတ်ပြီးတော့ငိုတာ တရေကငငယ်လေးရော သူ့တော့ဆိုရင်ငါနားတော့မကွာဘူး နောက်ဟိုတကယ်ကြီးအဲကိုမုံဝင်းတို့ကိုနန်းဝင်းတို့ကိုသိန်းစော်တို့ဟိုကိုချမ်းသာတို့ခက်တုန်းကဘယ်တော့ချစ်ဖို့ကောင်းလဲဆိုတာကြီးသူတို့ရဲ့ unity ရှိတာ အေး ပြောက်တော့ချစ်ပြီးတော့တငယ်ချင်းတွေချစ်ပြီးတော့တိဝဲတော့ထောင်းတာနော် သူတို့တွေပေါင်း ကိုနန်းဝင်းကခီးဝုတ်တီးတယ်နော်ကိုမုံဝင်းက best guitar လားမသိဘူးတီးတာ ဟုတ်တယ် ဟိုအဲ့လိုမျိုးအဖွဲပြတာ မယ်လိုဒီတီးရတာတော့ကိုနောင်ဝင်းတယောက်တော့ကျန်တာကြမတီးရပါဘူး မယ်လိုဒီတီးတာသူ့ယောက်ျားမဟုတ်ဘူး သူ့ယောက်ျားမဟုတ်လေဘာကြောက်တော့လဲဘယ်မဲ ဦး မဲ ရ လဲ စီလုံးလဲဆိုတာဦးမဝေးဆိုရင်ကျွန်တော်ငယ်ငယ်တော့မြင်ဘူးလားအဲသူ့ရဲ့ဇက်ကောင်အနောက်မှာဘီလီယံကောင်မှာထည့်ထားတာ
ဇက်ဝင်သွားရင်ဘီလီယာထိုးပြီးပတ်စံချီးပေးတယ်သူကဘီလီယာမထိုးတော့ဘသူကတော့မထုတ်ပေး ဇတ်သမားကိုပျော်ထားတာ ပြောထားတာတကယ်နော်ဇက်ဝင်တော့မှဘီလီယာခုံထည့်ပေးတာလား ရှင်းတော့ဇက်ကြရီကဇတ်သမားတွေပျော် လိုလိုက်တာဟုတ်တယ် ဒီဇတ်သမီးပညာထဲမှာဇတ်ဆရာတွေကဇတ်သမားတွေကိုပြောအောင်နေမဟုတ်ဘူးအရှင်းတမ်းမြင်အောင်ထားတာ ဟုတ်တယ် လင်္ကာတော်တော်ပပောက်ရှင်မဦးတင်အောင်ဇတ်ထဲမှာဆိုရင်အင်္ဂလိပ်စာသင်မှုအတွက်ကိုအင်္ဂလိပ်စာဆရာခေါ်ထားပြီးတယ် ဟုတ် ဘောလုံးချင်းရှိတယ်ကျမ်းမာရေးအတွက်ဆေးဘက်ကူတာဖို့အတွက်ကိုကျမ်းမာရေးမှုရှိတယ် ဟုတ် ဇတ်ထဲမှာကပြည့်ပြည့်စုံစုံအဲ့လိုပြအောင်ထားတာ ဟုတ် နောက်ပြီးတော့ဘာတွေလို့ခေါ်တဲ့မျိုးဦးတင်အောင်လက်ထက်ကြလို့ရှိရင်လည်းဇတ်သမားတွေတစ်တာတွေတန်းတူတင်နေတယ်ဇက်ကားပေါ်တင်တဲ့တစ်တာအနည်းငယ်ပြီများသောအားဖြင့်ဇတ်သမားဟိုကိုပိုင်တဲ့ကိုဆိုင်ကိုပိုင်တဲ့ဟာလေးယူရကြတဲ့ခါကျမညီမညာဖြစ်တော့ဇက်ကားပေါ်မှာပစ္စည်းတင်တဲ့ခါမှာအဆင်မပြေဘူးအဲ့တော့ဘာမျိုးတော့ဦးတင်အောင်ကဇက်တစ်တာကိုလည်းတိုက်တွဲကစားတညီတဲ့ရောက်တလုံးကြီးတညီတဲ့သူအကိုအော်လာမှာပြည့်လို့လုပ်ပြီးတာအဲ့တော့သူတစ်တာကိုဇက်ကားပေါ်တစ်တိုင်စီလေးညီးနေတယ်ဟိုတော့ကတော့ဒီဇက်ကားကြီးကိုမှပဲအကုန်လုံးဇက်သမားတွေထိုင်ပြီးလက်ခဲ့ကြရတယ်ဘဝကြီး ဟုတ်ပါတယ် အခုခေတ်ကြမှာသာလင်းတော့မှသူ express တကားကြီးနဲ့သွားကြရတယ် အဖေအဲ့မှာတားကြဘူးသေးတယ်အဲ့တုန်းကဆိုလို့ရှိရင်တစ်တာယူခွင့်ရဖို့ဇက်ထဲမှာ3နှစ်လောက်စူးစမ်းရသေးတယ် အာမင်းတို့လေ တစ်တာယူခွင့်ရတဲ့လူတယောက်ဖြစ်ဖို့အတွက်ကိုဇက်ထဲမှာတော်တော်စူးစမ်းယူရသေးတယ် နောက်ဒီဇက်ကားပေါ်ဟိုရင်တော့ကတော့ဟိုနေပေါ့ခေါင်းမုံမပါတဲ့ဂါကြီးပေါ့ကွာအဲ့လိုဂါကြီးပေါ်မှာဇက်တစ်တာကြီးစီရတဲ့အပေါ်မှာဘယ်ကန့်ဘဒူဘယ်ကန့်ဘဒူဘယ်ကန့်ဘဒူဆိုတော့အကန့်ခွဲထားသေးတယ် ခေါ်တာလေခေါ်ရဘက်ကနော်ဒီကညာဘက်ချမ်းသူရှင်ဒါခေါင်းဆောင်မင်းသားတော့ဒီကားကောင်းတွေမှာစီး ကောင်းတော့မှစီးရတယ် ဘက်ကနေပြီးတော့ဒါမင်းဇက်စီတာဝန်ကမင်းသားကြီးရစားပြီးတော့လူရှင်တော်ကြီးကြီးအဲ့ဒါပြီးညာဘက်ပြီးလို့ရှိရင် T1 ဆိုင်အဲ့ဒါပြီးလို့ရှိရင်ဘယ်ဘက်ချမ်းကြတော့မှဒီဘက်နောက်ကနေမင်းဂျိမ်းမင်းသမီးကြီးအဲ့နောက်ပိုင်းနဲ့လို့အဲ့လို ဩတကန်းကြီးခွဲပြီးတော့အားလုံးပြောတာ ဒါလည်းပေါ့ဒါဆိုတစ်တာမောက်ဆိုတဲ့တစ်တာမောက်ဆိုတဲ့စကားအဲ့ဒီတစ်တာတွေပေါ်အခြေခံပြီးတော့ပေါ်လာတာ ဟို အမှန်တစ်တာမောက်ဆိုတော့တွန်းချလိုက်တော့လဲသွားတော့ပွင့်သွားတာ ဟိုတစ်တာမောက်ဆိုတော့ဒုကိုဟတ်တီများလို့ပေါ့ကွာ တစ်တာမောက်ဆိုတာအတတ်ပညာပြောတာလေ သိကြပြောပြလိုက် တစ်တာမောက်ဆိုတာကအဲ့ဒါလူရှင်တော်တွေပဲတတ်တယ် ဟုတ် ဘာဖြစ်လို့လူရှင်တော်တတ်တယ်လဲဆိုတော့အခုကိုငင်းချမ်းခင်ဗျနက်ကထွက်ဆမ်းပါဗျာပါဇက်ကဒီဇက်တုတ်စီးတဲ့လူကနက်ကထွက်လိုက်ဆမ်းပါဗျာပဲပြောတာစာမပေးဘူး ဆောင်းမပေးဘူး အဲ့တော့ကိုငင်းချမ်းနက်စာရှားတယ် ဟုတ် ဟာကိုငင်းချမ်းရေခင်ဗျမုံဆိုးကထွက်ဗျာအမုံဆိုးသာသူရှားရတယ်လေ ဟုတ် ခင်ဗျဝန်တစ်ပတ်နဲ့ဗျာအဲ့စာရှားပြန်လေဟာငက်ကဗျာဟာသူကြရဘလူးကမြောက်ကအကြရအခန်းတွေကိုအကုန်လုံးစားပြီးအကုန်လုံးကြက်မှတ်ထားတဲ့အခါကျတော့ဘယ်နေရာခိုင်ခိုင် ဟုတ် တရုတ်ဆောင်တဲ့လူဟာအဲ့ဒါတစ်တာမော့လို့ခေါ်ဇက်တစ်တာမော့လို့ခေါ် ရုပ်ရှင်လို့ဆိုရင်သူကဇက်ဆရာ character ပဲပေးလိုက်တာ dialogue မ မ ပေး ပေး ဘူး ဘူးမပေးဘူးအဲ့ဒီစာကွာဟိုကြက် ချက် ကြက်ဖို့တွေလည်းဟိုကြတော့လေအဖေတို့ဟိုစာတက်ပေတဲ့ပုံကူတွေအများကြီးရှိတယ်ဇက်ထဲမှာသွားပြီးတော့အဖေရေးသားတော့ဘယ်နေရာထွက်ဖို့တော့တောက်ဘယ်စာလေးတော့ပေးပါဆိုတော့အဖေကအပေးအဲ့လိုမျိုးတွေပေါ့ ဟိုတော့ဇတ်တမအဲ့ဒါဟိုတော့ဇတ် အဲ့ဒါကဘူတို့က ဟိုတော့ဇတ်တမ ဟုတ် အခုကတော့တင်းတယ်တလုံးလူရင်းနဲ့ဒိုးချင်းနဲ့ငါတို့ခေတ္တတုန်းကသူတက်ကျွမ်းနားလေတဲ့ပညာကြီးစီမှာအဖေကြီးကြားဖြစ်တဲ့တလုံးလေးသဘောကျလို့အော်လာလေးပြီးပါညာဆိုရင်မင်းနဲ့အဲ့တလုံးနဲ့ရသေးပါဘူးနေပါဘူးအဲ့လိုပြောလို့လား မလိုက်ပါဘူးကွာ မလိုက်သေးဘူးမရသေးဘူးလို့ပြောတာအခုခေတ်ကတော့လိုမဟုတ်လေဒိုးချင်းနဲ့မှတရုတ်တည်းသွားတောင်းလာကြအောင်ရချိန်မှရတာပေးတဲ့လူကလည်းကဲဟုတ်ပြီအဲ့လိုလူကျဆိုရင်မြို့ကပေးမယ်အဲ့တော့ပြလို့မျက်နာဘလူလီရဘလူတရေရဘလူတီးတီးချာချာခါခါနာနာထန်ကရိုင်းကြအောင်တင်တယ်ကိုကလည်းထန်ကရိုင်းကြအောင်လိ